ဘာအကောင်ဆုံးနောက်တန်းပဲဆုံးကစားသမားပြီးခဲ့တဲ့ရာသီမှာ PSG နဲ့သူပြသခဲ့တဲ့ခြေစွမ်းနဲ့စူဖလာအောင်မြင်မှုတွေနဲ့ဘလွန်ဒီရော2025ရဲ့အဆင့်တက်မှတ်ချက်တွေအရလက်ရှိဘောလုံးကဘာရဲ့အကောင်းဆုံး left back player ဟာ PSG နောက်ကနေ Nuno Mendes ပါပဲပြီးခဲ့တဲ့ဘောလုံးရာသီမှာသူဟာဘူကာယိုဆာကာမိုဆာလာတို့ပြန်ပေးရဲ့ Superstar ကစားသမားတွေကိုအကောင်းဆုံးထိန်းချုပ်ပြခဲ့တယ်။ဒါကြောင့်စူဖလာရဲ့မသိမ့်ပိုက်သေးခင်မှာပဲ Mendes ဟာကဘာအကောင်းဆုံးနောက်တန်းပဲဆုံးကစားသမားအဖြစ်စတင်အတိအမဲ့ပြုခံခဲ့ရပါတယ်။ဘလွန်ဒီရော2025မှာနံပါတ်10ကျစ်ခဲ့တဲ့ပေါ်တူဂီလက်ရွေးစင်ဟာလက်ရှိကဘာအကောင်းဆုံးတိုက်စစ်ညာတောင်မှကစားသမားလို့ဆိုနိုင်သူပါ။ဘလွန်ဒီရောစုအတွက်အဆင့်တက်မှတ်ချက်မှာနံပါတ်1ချိတ်တဲ့18နှစ်သားလေးလက်မရမယ်ကိုနိုင်ငံအသင်းမှာရောကလပ်အသင်းမှာပါနှစ်ခါပညာပြခဲ့သူက Mendes ပါပဲ။ပြီးခဲ့တဲ့ UEFA Nations League Final တုန်းကလည်းစပိန်နဲ့ပေါ်တူဂီထိပ်တိုက်တွေ့ခဲ့ပြီး Mendes ဟာယာမဲကိုအကောင်းဆုံးထိချုပ်နိုင်ခဲ့တယ်။ Nations League ဘောလုံးပွဲမှာအတွင်းကိုရောဖန်တီးမှုမှာပြုလုပ်နိုင်ခဲ့တဲ့ယာမဲဟာဒီရာသီချန်ပီယံလိညမှာလည်း Mendes ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။ Mendes ကတော့ဒီပွဲစဉ်တွေမှာဂိုးဖန်တီးမှုတစ်ချိန်စီပြုလုပ်ခဲ့ပြီးပွဲစဉ်အကောင်းဆုံးကစားသမားစုကိုလည်း2ချိန်လုံးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ညင်းစရာမရှိတဲ့လက်ရှိကဘာအကောင်းဆုံးနောက်တန်းပဲဆုံးကစားသမားပါပဲ။အားလုံးပဲရွှေလန်းချမ်းမြေသောနေရာတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport ဝင်ပေးမှာစုမကောင်တောက်ပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။